ချင်းမိုင်မာလေအဲ့ဂေးအမျိုးသားဆိုတော့ကြားချင်းစိုက်တဲ့အမျိုးသားပေါ့အဲ့အမျိုးသားမြန်မာအဲ့အမျိုးသားတယောက်ကိုသူ့တငယ်ချင်းအမျိုးသမီးကနေပြီးတော့ဇော်တကူကူတက်စီးတာအဲ့ဒီမှာအမျိုးသားကနေပြီးတော့စိတ်တူပြီးတဲ့ခါကျလေဘင်းကိုညှစ်တက်လိုက်တာလေဘင်းကိုညှစ်တာပေါ့အဲ့ဒီမှာသေသွားတာမိမရနေပြီးတဲ့ခါကျတော့လေအဲ့ဒီအကြောင်းရှင်တို့ပြောပြမယ်လားစစုံမဖို့တော့ဈေးတယ်ရောကြွရှင်တို့ကြိုက်တဲ့နေရာမှာကြိုက်တယ်လို့ဒါနေရာယူလိုက်တော့အဲ့ဒီအမျိုးသားကတော့ချင်းမိုင်မှာနေတာကြာပြီဖြစ်လောက်တယ်ပေါ့နော်ဒီခံမှန်းကြီးอ่ะပေါ့အဲ့ဒါ तू ကမြန်မာမျိုးသားရှမ်းပြည်ဘက်ကပေါ့အဲ့မှာမြန်မာမျိုးသား तू ကချင်းမိုင်မှာနေတာအဲ့မှာလွန်ခဲ့တဲ့8လလောက်က तू နဲ့အဲ့ဒီမြန်မာမျိုးသမီးပဲထင်တယ်ဒီမျိုးသမီးကတော့မြန်မာလားထိုင်းလားတော့သိချာရေးမထားဘူးလို့မြန်မာပဲဖြစ်လောက်တယ်ပေါ့နော်အဲ့မျိုးသမီးနဲ့ तू က online ကနေပြီးတော့တငယ်ချင်းတွေဖြစ်ကြ online တငယ်ချင်းတွေပေါ့ Facebook ကနေပြီးတော့ तू ကအဲ့လိုတငယ်ချင်းတွေဖြစ်ပြီးတော့ရင်းနှီးပြီးတဲ့ခါကျ तू ကတိတဲ့ခါကျ तू တငယ်ချင်းတွေပေါ့အတူတူတော်စားလိုမျိုးတွေရှိလောက်တယ်ထင်တယ်အဲ့နဲ့တရက်ကြာအဲ့မျိုးသမီးကတော့အမလေးအဲ့မျိုးသမီးကရီးစားရှိတယ်တော့အနမဟောလေဟုတ်လားအဲ့နဲ့အဲ့မျိုးသမီးကနေပြီးတရက်ကြာတော့ဒီ तू စီကိုအလဲလာခြင်းနဲ့ပေါ့သူ့ကိုလာခေါ်ပေးလို့ပြောတာအဲ့ဒီဂေးမျိုးသားပေါ့နော်အဲ့နဲ့မျိုးသားလာသူ့ကိုလာခေါ်ပေးပြခါကျအဲ့မှာတဲ့နင်ခန်းဟောတဲ့အလဲလိုက်ခတ်မယ်ဆိုပြီးတော့စားကြတောက်ကြနေဝယ်ပြီးတော့အဲ့အမျိုးသားရဲ့အခန်းကိုလိုက်လာတာသူကြီးစားမဟုတ်ဘူးနော်ဒီ Facebook ကနေကြည့်တဲ့မြန်မာအမျိုးသားရဲ့အခန်းကိုလိုက်လာပြီးတဲ့ခါကျတော့အဲ့မှာမင်းအမျိုးသမီးကနေပြီးတော့အဲ့ဒီမျိုးသားစိတ်ဝင်စားနေတာပေါ့စိတ်ဝင်စားနေတယ်လို့သူကပြောတာကြိုက်တယ်ပေါ့ကြိုက်တယ်ဘာညာအဲ့လိုမျိုးတွေပြောတာအဲ့နဲ့ဟိုမျိုးသားသူအရင်တုန်းကအမျိုးသမီးတွေကိုစိတ်ဝင်စားခဲ့တာမှန်တယ်အခုသူအမျိုးသမီးတွေကိုသူမကြိုက်တော့ဘူးကွာမြန်မာမျိုးသားတွေသူအဲ့လိုပြောတာအမျိုးသမီးတွေကိုသူမကြိုက်တော့ဘူးအခုသူယောက်ျားချင်းပဲသူစိတ်ဝင်စားတော့တယ်လို့ပြောတာအဲ့ဟိုလည်းအမမမရဘူးတဲ့တော့ဒီလားဟိုလူရတယ်ချောတယ်နေမှာပေါ့အဲ့တော့ရုပ်တော့မမြင်ရဘူးသိချာတော့လေကြာအဲ့နဲ့အဲ့မှာမရဘူးလေဇွတ်တွေကိုပြောပြခါကြမရဘူးကြိုက်တယ်ဆိုပြီးဇွတ်တွေတကူကူတွေတက်စီရပေါ့တက်စီရခါကြဟိုကလည်းလက်မခံဘူးလေအဲ့ချိန်မှာဂျန်နီဖြစ်ပြီးတော့စကားတွေများကုန်များစကားတွေများကုန်တဲ့ခါကြအဲ့မှာ level ကိုညှစ်ချလိုက်တာလေဟိုလူရလေအဲ့ level ကိုညှစ်ချလိုက်တဲ့ခါကြမိမရသေသွားတဲ့ခါကြအဲ့မှာသူလည်းလူတက်မိပြီဆိုပြီးခါကြကြာအလာနဲ့ရေချိုးခန်းထဲမှာပိတ်ရေချိုးခန်းထဲမှာအမိမရဲ့လောင်းကိုထဲခဲ့ပြီးခါကြအဲ့ဒီဖြစ်ရတရားကြတော့နော်အဲ့ဒီမေလာ16ရက်နေ့မှာဖြစ်ပြီးခါကြတော့အဲ့ဒီအဲ့ဒီချိုးကနေမှထည့်ပြီးခါကျတော့အပြင်ကနေလည်းတောက်ခတ်ပြီးခါကျတော့အဲ့သူကနေပြီးတော့နော်ချင်းမိုင်ကနေချင်းရိုင်းမဲဆိုင်အဲ့ဒီကနေပြီးတော့တာချီလေးအဲ့မြန်မာဘက်လေလွိုင်းအဲ့ဘက်မှာလွိုင်းနေတော့ပါလားအဲ့ဘက်ကိုဒီကိုထွက်ပြေးသွားရတယ်စမ်းပြီးတယ်ဟိုလေအဲ့နဲ့နောက်ရက်တည်ကြတော့ရဲကနေပြီးတော့အမြမိုင်ပြောက်နေတယ်ဆိုပြီးတော့ရှာတာပေါ့ရှာပြီးခါကျ2ရက်လောက်ကြာတာနော်16ရက်နေ့မေလ16ရက်နေ့မှာအမြမိုင်ရဲ့အလောင်းကိုအဲ့ဒီအမျိုးသားရဲ့အဲ့ရေချိုးကနေပြီးတော့တွေ့တာအဲ့နဲ့အဲ့မျိုးသားကိုလိုက်ရှာတဲ့ခါကျအဲ့မျိုးသားမြန်မာဘက်ကိုထွက်ပြေးသွားတဲ့ခါကျမြန်မာရဲနဲ့ထိုင်းရဲနဲ့ပေါင်းပြီးတော့ရှာရတယ်လို့ပြောတာပဲတင်းထဲမှာတော့အဲ့နဲ့မြန်မာပြည်ထဲမှာမိပြီးတဲ့ခါကျတော့အဲ့26ရက်လောက်လား28ရက်နေ့လောက်လားမသိဘူးအဲ့နေတော့ကနေပြီးတော့အဲ့မြန်မာပြည်ဘက်ကနေပြီးတော့ချင်းမိုင်ဘက်ကိုပြန်ပြီးတော့လွှဲပြောင်းပေးလိုက်တာလွှဲပြောင်းပေးပြီးတော့အဲ့လူရနေပြီးတော့အဲ့မြန်မာမျိုးသားနေပြီးတော့သူကတဲ့ဟဲ့စစချင်းတော့သူလောက်တာလို့ဝန်ခံဘူးတဲ့အဲ့ဒီသူဒီမိမရဲ့ရီးစားပေါ့အမိမရဲ့ရီးစားတတ်တာဖြစ်နိုင်တယ်ပေါ့သူအဲ့လိုမျိုးတွေပြောတာအဲ့နဲ့အဲ့ဒီသူရဲတယ်လည်းတသိရောအကုန်လုံးပြတာပေါ့ပြတဲ့ခါကျတော့အဲ့ကျမှနောက်ဆုံးကျညင်းပြတဲ့ခါကျဟုတ်တယ်တဲ့သူ့ဟိုတဲ့ဆိုတကူတက်စီလို့တဲ့စိတ်တူပြီးတော့အဲ့မှာတသနာတွေဖြစ်ပြီးတော့တဲ့အဲ့လို level ညှက်လိုက်တာသိသွားတာလို့ပြောတာအဲ့တော့နောက်ဆုံးကျတော့တကူစီးတဲ့လူရဲ့အပြစ်လားညှက်တက်လိုက်တဲ့လူရဲ့အပြစ်လားဆိုရှင်တို့ပဲစဉ်းစားကြည့်လိုက်တော့နော်နောက်ဗီဒီယိုဒီမှာပြန်တွေးကြမယ်ဒါပဲဆိုတဲ့လည်းတကူစီးခြင်းနေကြတယ်